ဆိုလိုက်ပါတယ်ဒီနေ့တီတီထူပြောပြပေးမဲ့ပုံမြင်လေးကတော့ညံကြီးရှင်ရုံကလေးတစ်ကောင်နဲ့မိချောင်းကြီးအုပ်စုတို့ရဲ့အကြောင်းပဲဖြစ်ပါတယ်နော်တီတီထူပြောပြပေးမဲ့ပုံမြင်လေးကိုနားထောင်ကြည့်ကြရအောင်နော်ဟိုးရှိတုန်းကပေါ့တင်းငယ်ပြီးအလွန်လှပတဲ့ကျွန်းလေးတစ်ကျွန်းရှိခဲ့ဘူးတဲ့အဲ့ဒီကျွန်းလေးပေါ်မှာရုံကလေးတစ်ကောင်နေထိုင်ခဲ့တယ်အဲ့ဒီရုံကလေးကအရန်ကိုမှလှုပ်လှုပ်ရှားရှားနဲ့ထက်မြက်တဲ့ရုံကလေးတစ်ကောင်ပေါ့ဒါပေမဲ့လေဒီကျွန်းလေးပေါ်မှာသူတစ်ကောင်နဲ့နေလာရတော့ရုံကလေးဟာတော်တော်လေးပြင်းနေခဲ့တယ်သူဟာဟိုဘက်ကမ်းမှာရှိတဲ့ပိုပြီးကြီးမားလှပတဲ့ကျွန်းတစ်ကျွန်းကိုကူးပြောင်းပြီးနေထိုင်ခြင်းစိတ်တွေပေါ်ပေါက်လာပါလေရောဒီလိုနဲ့တနေ့မှာတော့ရုံကလေးဟာကမ်းခြေမှာထိုင်ရင်းဘလို့များဟိုဘက်ကမ်းကိုရောက်အောင်သွားနိုင်ပါမလဲလို့စဉ်းစားနေလိုက်တယ်အဲဒီလိုစဉ်းစားနေတော့မှပဲရုတ်တရက်ဆိုသလိုပင်လယ်ရေပြင်ထဲကနေပြီးတော့ခေါင်းကြီးတစ်လုံးပေါ်ပေါက်လာခဲ့တယ်အဲ့ဒီဦးခေါင်းကြီးရဲ့ပိုင်ရှင်ကတော့မိချောင်းကြီးတစ်ကောင်ပဲဖြစ်ပါတယ်မိချောင်းကြီးကရုံကလေးကိုမျက်လုံးဆူဆူဝါဝါနဲ့စိုက်ကြည့်လိုက်ပြီးငါစားရတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်ပြနေလိုက်တယ်ဟေးအတင်မိချောင်းကျွန်ုပ်ကိုဘာလို့ဒီလောက်စူးစိုက်ပြီးကြည့်နေရတာလဲဗျာလို့ရုံကလေးကပြောလိုက်တယ်အဲ့ဒီအချိန်မှာမိချောင်းကြီးကအာဟာဟာဟာဆိုပြီးရှီမောလိုက်ပြီးတော့အတင်ရုံကလေးတင်ကယူလာကြည်လားမင်းကဘာမို့လို့လဲအဲ့ဒီလိုပြောလိုက်တဲ့အချိန်မှာရုံကလေးကလည်းအနှောင်ခံလိုက်ရတော့ဒေါသထွက်သွားတာပေါ့ဒါပေမဲ့ညံကောင်းတဲ့ရုံကလေးကဒီအတိုင်းရံပြန်မလုံးလိုက်ဘူးသူဟာချက်ချင်းပဲအကျဉ်းစီတစ်ခုခုကိုကြံလိုက်တယ်အတင်းမိကြောင့်ငါကဒီကျွန်းရဲ့ဘရင်တစ်ပါးပါပဲမင်းကဘာလို့ငါ့ကိုမလေးမစားပြောရတာလဲဒီကျွန်းကငါရဲ့အပေါင်းအဖော်ရုံအုပ်စုတွေသာတီးလို့ကတော့မင်းကိုဝိုင်းပြီးရန်ပြူချလိုက်မယ်နော်ပြန်တော့အခုချက်ချင်းပြန်သွားပါတော့လို့ရုံကလေးကမန်ပါပါနဲ့ပြောလိုက်တယ်အဲ့ဒီအချိန်မှာမိချောင်းကြီးကလည်းအားကြမခံပဲဟေးရုံလေးမင်းမအဖော်ရှိသလိုငါမှလည်းအဖော်တွေအများကြီးရှိတယ်ကွာမင်းရဲ့အင်အားကိုငါမကြောက်ဘူးမင်းငါကိုအဲ့ဒီလိုလာပြီးမချိန်ချောင်းနဲ့လို့ရုံကလေးကိုပြောလိုက်တယ်အဲ့ဒီအချိန်မှာရုံကလေးကကောင်းပြီဒီလိုဆိုရင်ငါတို့အင်အားပြိုင်ကြစို့ဘသူကအများဆုံးလဲဆိုတာရေတွက်ကြမယ်လေညားတဲ့သူကိုကြုံခံရမယ်လို့ဂတိပြုရဲ့လားရုံကလေးကမိချောင်းကြီးကိုအဲ့ဒီလိုပြောလိုက်တဲ့အချိန်မှာမိချောင်းကြီးကကျေနပ်သွားပြီးတော့အလွယ်လေးလို့တွေးလိုက်တယ်အဲ့ဒီလိုတွေးပြီးမိချောင်းကြီးကရေထဲကိုငုံဆင်းသွားတယ်ခဏအကြာမှာတော့မိချောင်းကြီးဟာသူ့ရဲ့အဖော်တွေအားလုံးကိုခေါ်လာပြီးပင်လယ်ပြင်ကြီးပေါ်ကိုပြန်ရောက်လာခဲ့တယ်အဲ့ဒီအချိန်မှာပင်လယ်ပြင်ကြီးတစ်ခုလုံးကမိချောင်းတွေအများကြီးနဲ့ပြည့်နှက်သွားတာပေါ့အဲ့ဒီမိချောင်းကြီးရဲ့ကြောပြင်တွေဟာဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်းကိုတောင်ဆက်နေတဲ့ဓာကြီးတစ်ခုလိုဖြစ်သွားခဲ့တယ်အဲ့ဒီအချိန်မှာမိချောင်းကြီးကကဲဘလို့လဲရုံငယ်လေးရေဒီလောက်များတဲ့မိချောင်းတွေကိုမင်းမြင်ဘူးရဲ့လားလို့မေးလိုက်တယ်အဲ့ဒီအချိန်မှာရုံကလေးကကြောက်စိတ်တွေဖြစ်သွားပေမဲ့အားမလျှော့ဘူးသူကသူ့ရဲ့ညံကောင်းမှုကိုအသုံးပြုဖို့အချိန်တန်ပြီဆိုတာကိုသိလိုက်ရတယ်အင်းအသေးမိချောင်းရေမြင်တော့မမြင်ဘူးပေမဲ့ငါရဲ့ရုံအုပ်စုလောက်တော့မများသေးပါဘူးလို့ရုံကလေးကမိချောင်းကြီးကိုပြန်ပြောလိုက်တဲ့အချိန်မှာဘာပြောတယ်ဒါဖြင့်မင်းရဲ့ရုံအင်အားကိုလည်းငါတို့မြင်ပါရစေတော့လို့မိချောင်းကြီးကစိတ်တိုတဲ့လေတံနဲ့ပြန်ပြောလိုက်တယ်ကောင်းပြီဒါဆိုလဲမင်းတို့ရဲ့အင်အားကိုငါအရင်ရည်တက်ပြရစီအောင်မင်းတို့အားလုံးရေပေါ်မှာကြောဖော်ပြီးတန်းစီနေကြ
ငါမင်းတို့ကိုကြောပေါ်ကနေခြောက်ပြီးရေတွက်မယ်နော်လို့ယုံကလေးကချက်ချင်းပြန်ပြောလိုက်တယ်မိချောင်းကြီးအုပ်စုကတော့အလွန်ရိုးသားကြတယ်လေသူတို့ကယုံကလေးရေတွက်တယ်ဆိုတာကတော့ငါတို့လည်းဘလောက်များရှိတယ်ဆိုတာသိရတာပေါ့လို့တကောင်နဲ့တကောင်ဝမ်းသာအားရပြောပြီးကြောချင်းကပ်ပြီးတန်းစီပေးကြပါလေရောအခုဆိုရင်ယုံကလေးကသူ့သွားခြင်းတဲ့ကျွန်းစီကိုမိချောင်းတရားကြီးတစ်ခုလိုဖြစ်သွားခဲ့တယ်ယုံကလေးဟာမိချောင်းတွေအားလုံးရဲ့ကြောပေါ်ကိုခုံဆွာနဲ့စတင်ပြီးတော့ရှောက်လာခဲ့တယ်ယုံကလေးရဲ့ပါဇက်ကလည်းအဲ့ဒီလို6နေတုန်းမှာပဲ1 2 3 4ဆိုပြီးတော့ရေတွက်ပြီးမိချောင်းအုပ်စုကြီးပေါ်ကနေတကောင်နဲ့တကောင်ကျောပေါ်ကနေမြင်းပြီးရေတွက်ပြလိုက်တာပေါ့အောက်ကမိချောင်းတွေကလည်းတညီတညွတ်ထဲလိုက်ပြီးရေတွက်ပြလိုက်တယ်အဲ့ဒီလိုခုံနေရင်နဲ့ယုံကလေးဟာကိုယ်ပိုက်ကန်းသားမှရှိတဲ့နောက်ဆုံးမိချောင်းကြီးရဲ့ကျောပေါ်ကိုရောက်သွားပါလေရောအားလုံးပေါင်း120ဟီလို့ယုံကလေးကအော်ပြောလိုက်တယ်ယုံကလေးဟာသူ့အနှစ်နဲ့အလှလှကမျောလင်းခဲ့တဲ့ကျော်သားရလှပတဲ့ကျွန်းကြီးကိုနောက်ဆုံးမှာရောက်သွားခဲ့ပြီမို့အပျော်ကြီးပျော်နေခဲ့တယ်ဟိုဘက်ကျွန်းပေါ်ကိုမရောက်ခင်လေးမှာပဲယုံကလေးဟာမိချောင်းအုပ်စုကြီးကိုလှည့်ကြည့်ပြီးထားတိုက်ချီမောလိုက်တော့တယ်ယုံကလေးဟာမိချောင်းအုပ်စုကြီးကိုနင်တို့ဟာငါ့ကိုဒီကျွန်းစီကူးဖို့အတွက်တရားခင်းမိကြတာဟုတ်ဘူးလားငါကနင်တို့ထပ်ပို့ပြီးညံကောင်းတယ်နော်လို့အနိုင်ရတဲ့လေတံနဲ့ပြန်ပြောလိုက်တယ်အဲဒီလိုအပြောခံလိုက်ရတော့မှမိချောင်းကြီးဟာဒေါသတွေအကြီးအကျယ်ထွက်သွားပြီးယုံကလေးကိုလှမ်းကိုက်လိုက်ပါလေရောဒါပေမဲ့ယုံကလေးဟာလျင်မြန်ပြက်လက်လွန်တာကြောင့်တကိုယ်လုံးကိုမကိုက်မိပဲယုံကလေးရဲ့အမိသားလေးတစ်ဝက်ကိုသာမိချောင်းကြီးကကိုက်မိသွားခဲ့တယ်ယုံကလေးဟာအမိလေးငုတ်တိုဖြစ်သွားပေမဲ့လည်းသူ့သွားချင်တဲ့ตาရလှပတဲ့ကျွန်းပေါ်ကိုဘေးမနီရမခခုံဆင်းပြီးအောင်မြင်စွာနဲ့ရောက်ရှိသွားပါတော့တယ်နောက်ဆုံးမှာယုံကလေးဟာကျွန်းလေးပေါ်မှာပျော်ရွှင်စွာနဲ့ကားခုန်ပြီးနေလိုက်တယ်ဒါပေမဲ့သူ့ရဲ့အမီလေးကတော့ဒီချောင်းကြီးကိုင်းလိုက်လို့ငုတ်တိုလေးဖြစ်သွားပြီမဲ့လေตาရလှပတဲ့ကျွန်းလေးရဲ့ပေါ်မှာပျော်ရွှင်နဲ့နေထိုင်သွားပါတော့တယ်ကွယ်ကဲပုံမြင်လေးကတော့ဒါပါပဲကွယ်ကလေးလေးတို့ရေဒီပုံမြင်လေးကြောင့်ဒီနေ့အထိအတိုင်းပဲချစ်စရာကောင်းတဲ့ယုံကလေးတွေရဲ့အမိဟာကြောင်လေးတွေခွေးလေးတွေလိုမရှိဘဲနဲ့တင်းငယ်ပြီးငုတ်တိုလေးဖြစ်နေရခြင်းရဲ့အကြောင်းရင်းကိုသိသွားပြီပေါ့နော်နောက်ပြီးဒီပုံမြင်လေးဟာဆိုရင်ဖြင့်အားကြီးတာထက်ဉာဏ်ကောင်းတာကပိုပြီးအရေးကြီးတယ်ဆိုတာကိုကလေးလေးတို့ကိုပြောပြပေးထားတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်နော်ကလေးလေးတို့လည်းယုံငယ်လေးလိုပဲထက်ပြက်တဲ့ဉာဏ်ပညာတွေကိုအကျိုးရှိအသုံးချနိုင်ကြပါစေနော်ဒီပုံမြင်လေးကိုသဘောကျတယ်ဆိုရင် TT2 Storyland Channel လေးကို Like and Subscribe လေးပေးခဲ့ပေးပါဦးနော်ကလေးလေးတို့လည်းဘဝမှာပျော်ရွှင်စရာတွေနဲ့ပဲအမြဲတမ်းကြုံတွေ့နိုင်ပါစေနော်အားလုံးပဲပျော်ရွှင်စရာနေ့လေးတစ်နေ့ဖြစ်ပါစေနော်ကလေးလေးတို့ရေအားလုံးပဲတက်တာပါ